မြန်မာနိုင်ငံအောက်ပိုင်းမြို့ဝကျွန်းပေါ်ကမနက်ခင်းဟာနာလီနဲ့မစတင်ဘူးရေတံနဲ့စတင်တယ် မိုးမလင်းသေးခင်မြစ်ကြီးကအရင်ဆုံးအသက်ရှူတယ်။အဲ့ဒီအသက်ရှူတန်ကိုနားထောင်ပြီးလူတွေကနိုးကြတယ်။ဒီရွာလေးမှာလူတစ်ယောက်ရဲ့ဘဝဟာရေနဲ့လယ်မြေကြားမှာပဲစီးဆင်းနေတယ် မနက်ခင်းမှာအဖေကနီးနာရီလောက်မှာနိုးတယ်မီးမလင်းဘူးဖုံးမရှိဘူးရေတံနဲ့ပဲအဖေနိုးတယ် ။အဲ့ရနီးပြီးတော့အဖေဟာသူ့ငါးပန်းပိုက်ကိုတွားယူတယ်။အဖေငါးပန်းပိုက်ဟာချုပ်ရာတွေနဲ့ပြည့်နေတယ် အဖေဟာသူငါးဖမ်းပိုက်ကိုမိသားစုလိုပဲထိမ့်သိမ့်တယ်ပြီးတော့လေးစီသွားပြီးလေကိုရေထဲကိုတိတ်တိတ်လေးတွန်းချတယ်ရေထဲကိုဆင်းတဲ့အချိန်အဖေကမြစ်ကိုအမြဲပြောတတ်တယ်ဒီနေ့လဲအားကိုးပါတယ်နော်မြစ်ဝကျိုးပေါ်မှာလူနဲ့မြစ်ကြားကဆက်ဆံရေးဟာအလုတ်သဘောတရားမဟုတ်ဘူးယုံကြည်ဘူးပါဒီဦးကရေကိုခွဲသွားတဲ့ညင်သာပေမဲ့အဲ့ဒီတန်ထဲမှာမိသားစုတိစုရဲ့ဝိုင်းရေးပါနေတယ်ဒီခါတလေငါမရဘူးဒါပေမဲ့အဖေကစိတ်မပြတ်ဘူးရေကမပေးရင်မနဲ့ပြန်လာမယ်အဖေကအဲ့လိုပဲပြောတတ်တယ်နေ့လည်နေထွက်လာချိန်အမေကလည်းထဲကိုဆင်းသွားပြီလေမြေရဲ့ရေကခြေတောက်ကိုဖမ်းထားတယ်လို့ပဲတစ်တန်းချင်းလေးလံတယ်အမေလက်ထဲမှာကောက်ပင်လေးတွေနုနယ်လုံးလိုလက်နဲ့တောင်အားမသုံးရဘူးနေရောက်ကပြင်းလာတဲ့ချွေးတွေကမျက်နှာပေါ်စီးကြတဲ့ဒါပေမဲ့အမေမျက်နှာပေါ်မှာညှိညူတာမရှိဘူးဒီလေကငါတို့ကိုမွေးထားတာအမေပြောတတ်တဲ့စကားပါမိုးကောင်းရင်လေကပေးတဲ့ရေကြီးရင်လေကယူသွားတဲ့ဒါပေမဲ့အမေကလည်းကိုပဲတော့မှမဖြစ်ဘူးကျွန်တော်ကရွာလန်းလေးပေါ်မှာခြေပလာနဲ့ပြေးတတ်တယ်လေကွင်းအစုံကနေမြစ်ရဲ့အနက်ကိုရတယ်အဲ့ဒီအနံ့ဟာငါးရဲ့အနံ့ရေရဲ့အနံ့ဘဝရဲ့အနံ့ပါချောင်းပြီးတဲ့နေ့တွေမှာအဖေလေးထဲထိုင်ပြီးငါးတွေလှုပ်ရှားနေတာကိုကြည့်ရတာကလေးဘဝရဲ့အကြီးဆုံးပျော်ရွှင်မှုပဲအဲ့ဒီအချိန်တုန်းကကျွန်တော်မသိခင်အဖေရဲ့အပြုံးနောက်မှာပင်ပန်းမှုတွေစိတ်ပူမှုတွေပဲလောက်ရှိလဲဆိုတာနေဝင်ချင်ရွာလေးဟာအသက်ပြန်များလာတယ်ဒီတွေပြန်ဝင်လာကြတယ်ကလေးတွေပြေးကြတယ်အမေတွေမေးကြတယ်ဒီနေ့ရလားငါနေနေပေးရရင်တောင်အဖေကပြုံးတတ်တယ်ဒီနေ့စားရမယ်အဲ့ဒီစကားလေးကအိမ်တလုံးလုံးကိုအေးချမ်းစေတယ်မိဖို့ရှိမှအမေကငါးချက်အဖေကငါးသက်စင်ကျွန်တော်ကမိဖို့ဘေးမှာထိုင်စကားမများဘူးဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုထဲမှာမိသားစုဆိုတဲ့အတိတ်ပဲအပြစ်ပါနေတယ်ညဘက်ရောက်လာရင်မြစ်ကအသက်ပြပေးတယ်။ဖားအော်တန်ပူစင်းရီခေါတန်လေကွင်းထဲကလေးတန်အဲ့ဒီအသက်တွေကမြို့ကြီးတွေမှာမရှိဘူး။အိမ်ခေါင်မိုးအောက်ကျဲတွေကိုကြည်ရင်အဖေကတစ်ခါတလေပြောတတ်တယ်ပညာတတ်အောင်။လုံတော့ဒီမြစ်လိုဘဝထဲမပေးမိစေနဲ့အဲ့ဒီစကားကယနေ့အထိရင်ထဲမှာနာနေတော့ပါပဲ။အခုတော့ကျွန်တော်ကြီးလာခဲ့ပြီ။မြေဝကျွန်းပေါ်ကမနဲ့၄နာရီရဲ့ရေတံကိုနေတိုင်းမနာထောက်တော့ဘူး။လေကွင်းထဲကအမေရဲ့ခြေရတွေကိုကိုယ်တိုင်မနှင်းတော့ဘူး။အဖေဒီဦးကရေကိုခွဲသွားတာကိုနေတိုင်းမကြတော့ဘူး။ဒါပေမဲ့အဲ့ဒီအတန်တွေကကျွန်တော်ရဲ့ရင်ထဲမှာမပြောက်သေးဘူး။အဖေပြောခဲ့တဲ့စကားလေးပညာတတ်အောင်လုပ်တော့ဒီမြစ်လိုဘဝထဲမပေးမိစေနဲ့အဲ့ဒီစကားကကျွန်တော်ကိုဒီနေ့ဒီနေရာထိရောက်လာအောင်လမ်းပြပေးခဲ့တယ်အမေရဲ့မငြင်းညူမှုမရှိတဲ့မျက်နှာအဖေရဲ့ငါးနဲနဲနဲ့တောက်ပြောနိုင်တဲ့စိတ်အဲ့ဒါတွေကစာအုပ်ထဲမှာမပါတဲ့ဘဝသင်ခန်းစာတွေပါမြေဝကျွန်းပေါ်ကငါးရှာလဲလို့တဲ့လူတွေဟာဆင်းရဲတယ်လို့လူတွေပြောကြတယ်ဒါပေမဲ့သူတို့မှာယုံကြည်မှုရှိတဲ့အလုပ်ကိုမလိမ်ဘူးမိသားစုကိုမစွန့်ဘူးဘဝကိုမငြီးဘူးအခုတော့ကျွန်တော်မြို့ကြီးထဲမှာနေရင်တစ်ခါတလေညဘက်နိုင်တိတ်သွားရင်ဖားအော်သားမကြားပေမဲ့ရေသာကိုတတိရတယ်အဲ့ဒီအချိန်တိုင်းကျွန်တော်သိလာတယ်ကျွန်တော်ဘယ်နေရာမှာနေရင်ပဲလောက်ဝေးသွားကျွန်တော်ရဲ့အမြစ်ကမြေဝကျွန်းပေါ်မှာပဲရှိနေတယ်ဆိုတာ